မင်းကလေးကသူ့အယုတ်လေးကိုနမ်းလိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာရှိတဲ့ CEO ကတစုံတစ်ယောက်ကသူ့ကိုလာနမ်းတယ်လို့မျိုးရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးကအယုတ်ရဲ့အဝတ်အစားတွေကိုမတော်တဆချွတ်လိုက်ပြီးတော့ဒုတိယပိုင်းတွင်းမှာပဲ CEO ရဲ့ဘောင်းဘီကရုတ်တရက်ကျသွားခဲ့ပါတယ်။သူလည်းအစည်းအဝေးခန်းထဲကလူတွေအားလုံးကိုအပြင်ထွက်ခိုင်းလိုက်ရပါတယ်။အခုဖြစ်သူကနောက်ကလိုက်သွားဖို့လုပ်ပေမဲ့သူကအနားမကပ်ဖို့သတိပေးလိုက်ပါတယ်။ဒါတွေအားလုံးကိုအခုဖြစ်သူကလုပ်တယ်လို့သူထင်နေခဲ့တာပါတကယ်တော့သူအိမ်ပြန်ရောက်ပြီးရေချိုးနေတဲ့အချိန်မှာပဲမင်းကလေးကသူ့အယုတ်လေးရေဆိုနေတာကိုတွေ့ပြီးလန့်သွားပါတယ်။ဒါကြောင့်ဆံပင်6ခန့်ဆက်နဲ့6ခန့်ဖို့လုပ်တဲ့အခါအယုတ်ကသူ့လိုပြန်ချောက်သွားပြီးအဝတ်စားတွေတောင်ဝတ်ထားတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့တစ်ဖက်မှာရှိတဲ့အမျိုးသားကညအိတ်ဝတ်စုံလဲပြီးအိတ်ဖို့ပြင်နေတာပါမင်းကလေးကအယုတ်ရဲ့အဝတ်စားကိုလဲပေးဖို့လုပ်လိုက်တဲ့အခါမှာတော့သူဝတ်ထားတဲ့အဝတ်တွေကအကြောင်းပြချက်မရှိဘဲရုတ်တရက်ပျောက်ကွယ်သွားတာကြောင့်သူအယမ်းလန့်သွားပြီးငါချိန်စာမိနေပြီလားလို့နောက်တစ်နေ့မှာတော့မင်းကလေးက CEO စီစာရွက်စာတမ်းတွေလာဖို့ပါတယ်အဲ့ဒီမှာအမျိုးသားကမင်းကလေးစီကအယုတ်ကိုသတိထားမိသွားပါတယ်မင်းကလေးကအယုတ်ရဲ့ဘားကိုဆွဲလိုက်တဲ့အခါသူလည်းအဆွဲခံရတယ်လို့ခံစားလိုက်ရပေမဲ့မယုံကြည်နိုင်သေးပဲစိတ်အာရုံကြောက်ချတာလို့ပဲထင်နေခဲ့ပါတယ်အဲ့ဒီညမှာသူကမင်းကလေးကိုပွဲတစ်ခုကိုအတူတူသွားဖို့ခေါ်ခဲ့တာကြောင့်မင်းကလေးကအယုတ်ကိုပါယူလာခဲ့ပါတယ်သူတို့နှစ်ယောက်ရောက်လာတာကိုလူတွေအားလုံးကဝိုင်းကြည့်ကြပါတယ်အမျိုးသားကိုခိုးချစ်နေတဲ့သူထေးသမီးတစ်ယောက်ကမင်းကလေးနားကိုလာပြီးဆင်းရဲတဲ့မလေးဆိုပြီးလှောင်ပြောင်ပါတော့တယ်မင်းကလေးက CEO နဲ့တွဲဖို့မတန်ဘူးလို့လည်းပြောပြီးဝိုင်းနဲ့ပလိုက်ပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကအယုံနဲ့ကာလိုက်တဲ့အခါဘေးမှာရှိတဲ့ CEO ပါတကိုယ်လုံးရေဆိုသွားတာကြောင့်လူတွေအားလုံးအံ့လကုန်ပါတယ်သူထေးသမီးကသူ့ကိုလာတော့ပေးဖို့စူးစမ်းပေမဲ့သူကတွန်းထုတ်လိုက်ပါတယ်သူထေးသမီးကမင်းကလေးကြောင့်အစီအစဉ်တွေပြစ်ကုန်ပြီလို့ထင်ပြီးမင်းကလေးစီကအယုတ်ကိုလွှတ်ယူလိုက်ပါတယ်မင်းကလေးကအယုတ်ကိုပြန်လွှတ်ရင်းနဲ့ရေထဲကိုတွန်းချခံလိုက်ရပါတယ်အဲ့ဒီမှာမင်းကလေးကသူထေးသမီးရဲ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့်နှစ်ယောက်လုံးရေထဲပြုတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကအဝတ်စားတွေလဲပြီးကစားရှိသေးပေမဲ့တကိုယ်လုံးပြန်ဆူသွားတာကြောင့်အဲဝသွားပြီးမှဒီအယုတ်နဲ့သူနဲ့တခုခုပတ်သက်နေပြီဆိုတာကိုတန်တရားဝင်လာပါတယ်ဒါနဲ့သူလည်းရေထဲခုန်ဆင်းပြီးမင်းကလေးကိုကယ်လိုက်ပါတယ်မင်းကလေးနိုးလာတဲ့အခါမှာတော့အယုတ်လေးကရေချိုးဝတ်စုံဝတ်ထားတာကိုတွေ့ရပါတယ်။သူကအယုတ်ကိုအဝတ်လဲပေးဖို့ရေချိုးဝတ်စုံကိုချွတ်လိုက်တဲ့အချိန်မှာပဲအမျိုးသားကရေချိုးခန်းထဲကထွက်လာတာနဲ့အချိန်ကိုက်ဖြစ်သွားပါတယ်။သူကမင်းကလေးကိုမလုံးနဲ့လို့လန့်အော်ပေမဲ့နောက်ကျသွားပါပြီ။သူလည်းရေချိုးဝတ်စုံကိုအမြင်ဆွဲဝတ်လိုက်ရပြီးအဲ့ဒီအယုတ်ကိုနောက်ခါဘယ်တော့မှမကင်ဖို့သတိပေးလိုက်ပါတယ်။အဲ့ဒီတော့မှမင်းကလေးက